တရုတ်အပိုင်မဟုတ်တော့တဲ့ Mobile Legends ကိုအခုဘယ်သူကပိုင်ဆိုင်ထားတာလဲ Mobile Legends ကတရုတ်ကုမ္ပဏီဖြစ်တဲ့ ByteDance ကပိုင်ဆိုင်ခဲ့တဲ့ game တစ်ခုလို့အားလုံးနီးပါးသိထားကြပေမဲ့အခု2026မှာတော့ဒါကမမှန်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ByteDance က Mobile Legends ကိုပြန်ရောင်းစားလိုက်ပြီးဖြစ်သွားပြီ။အားလုံးရဲ့အစကိုပြန်ပြီးတော့ပြောရမယ်ဆိုရင် ByteDance အနေနဲ့ Mobile Legends ကိုထုတ်ရောင်းမှုအတွက်လုပ်နေတာ2025နှစ်လယ်လောက်ထဲကဖြစ်သွားတယ်။ဒါပေမဲ့တရုတ်ကဒီလိုမျိုး range ကိုမရောင်းတော့ပါဘူးလို့အားလုံးကထင်ထားတဲ့အချိန်မှာပဲ2026နှစ်အစဖြစ်တဲ့ February လလောက်မှာပဲကောလာဟာလာထက်ပိုတဲ့သတင်းထွက်လာပါတယ်။အဲ့ဒါကတော့ ByteDance က Mundun ကို CB Games Group လို့ခေါ်တဲ့ Saudi Arabia ကုမ္ပဏီတစ်ခုကိုဒေါ်လာ6ဘီလီယံအထက်နဲ့ရောင်းချမယ်ဆိုပြီးတော့ဆွေးနွေးနေတဲ့အကြောင်းသတင်းထွက်လာခဲ့တာပါ။ဒီသတင်းထွက်လာပြီးမကြာပါဘူး။ March 20ရက်နေ့မှာပဲ ByteDance ဘက်ကအဲ့ဒီ CB Game Group ကိုပဲဒေါ်လာ6ဘီလီယံအထက်နဲ့တကယ်ရောင်းချပြလိုက်ပါတယ်။ရောင်းလိုက်တဲ့ ByteDance ဘက်ကတော့သူတို့ဒီ Mundun ကိုဝယ်ခဲ့တဲ့အချိန်တုန်းကဒေါ်လာ4ဘီလီယံနဲ့ဝယ်ပြီးတော့ပြန်ရောင်းတဲ့အချိန်မှာ6ဘီလီယံနဲ့ရောင်းတာဆိုတော့တရုတ်တွေထုံးစံအတိုင်း share မြတ်သွားတာပါအရင်လဲကြီးတယ်လို့အမြတ်လဲတော်တော်ကြီးသွားတယ်လို့ပြောရပါမယ် ByteDance ဘက်က Mundun ကိုရောင်းချလိုက်တဲ့ CB Game Group ဆိုတာကစိတ်ဝင်စားစရာအတော်ကောင်းတဲ့ကုမ္ပဏီပါသူက2021ခုနှစ်တုန်းကစပြီးတော့တည်ထောင်ခဲ့တဲ့ကုမ္ပဏီဆိုပေမဲ့ပုဂ္ဂလိကပိုင်မဟုတ်ဘဲနဲ့ Saudi အစိုးရက100%တော့မှပိုင်ဆိုင်ထားတဲ့အရာလို့ပြောလို့ရပြီးတော့နိုင်ငံကထောက်ပံ့ထားတဲ့ရန်ပုံငွေကိုအသုံးပြုနေတဲ့အဖွဲ့အစည်းကြီးလို့ဆိုလို့ရပါတယ်ဘတ်ဂျက်အနေအထားအကန့်အသတ်မရှိတာမို့လို့ Mundun လို game မျိုးကို9ခုလောက်တောင်မှတပြိုင်နက်တည်းဝယ်ပစ်လို့ရမယ်အနေအထားပါအကြောင်းအရာကိုပြန်ပြီးဆက်ရမယ်ဆိုရင် ByteDance ထက်တောင်မှချမ်းသာတဲ့ကုမ္ပဏီတစ်ခုက Mundun ကိုဝယ်ယူသွားတာလို့ပြောလို့ရပါတယ်ဒီအတွက်ကြောင့်မို့လို့အခုနောက်ပိုင်းမှာထွက်လာတဲ့စကင်အရေးအသွေးတွေပြီးတော့ game နဲ့ပတ်သက်တဲ့အပြောင်းအလဲတွေဟာအရင်ကထက်ပိုပြီးကောင်းလာတာပါဘယ်အရာတွေကိုကြည့်မလဲဆိုရင်အခုနောက်ပိုင်း revamp ထွက်လာတဲ့ hero တွေပြီးရင် in game တွေကစတင်အပြောင်းအလဲတွေ graphic animation တွေဒါတွေကိုတရုတ်ကုမ္ပဏီတွေမလုပ်နိုင်ခဲ့တဲ့ 3D animation တွေဘက်ကိုစတင်ပြီးတော့ကူပြောင်းလာပါတယ်။ဆောရတဲ့သူတွေဘက်ကတော့အရင်တုန်းက 2D အနေထားကိုပဲကြိုက်တယ်လို့ complaint တက်ချင်ကောင်းတက်ချင်ပေမဲ့တကယ်လို့သာ 3D ပုံစံနဲ့ game တစ်ခုလုံးကိုပြောင်းလဲနိုင်ပြီဆိုရင် Mobile Legends ဆောရတာဟာ next level လို့ပြောလို့ရမယ့်ခန်းစားချက်ကောင်းတွေကိုပေးစွမ်းနိုင်ပါလိမ့်မယ်။အားသာချက်ရှိသလိုအားနည်းချက်ကလည်းရှိသေးတာပါ။ Mundun ဟာချမ်းသာတဲ့ကုမ္ပဏီပိုင်းတစ်ခုဖြစ်တဲ့အတွက်Skin design တွေ game နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအရင်ကထပ်ပိုပြီး quality ကောင်းကောင်းဖန်တီးပေးလာနိုင်တယ်လို့ idea ပိုင်းမှာကြတော့အရင်ကထပ်ပိုပြီးရိုးရှင်းတာတွေကိုပဲကျွန်တော်တို့မြင်လာရနိုင်ပါတယ်။ဒါကအတိအကျခံမှန်းလို့မရဘူးဆိုပေမဲ့ Saudi Arabia ပိုင်ကုမ္ပဏီတွေရဲ့အနေအထားအရသူတို့ရဲ့သတ်မှတ်ချက်တွေအရစံချိန်စံနှုန်းတွေကိုကြည့်မယ်ဆိုရင်တော့နည်းနည်းလေးရိုးရှင်းတဲ့ထဲမှာပါပါတယ်။ဒီရဲ့အကျိုးသက်ရောက်မှုကဘာတွေဖြစ်လာမလဲဆိုရင် Mobile Legends တွေကဟိုပေါ်ဒီပေါ်ဖြစ်နေတဲ့ဟာတွေအကုန်လုံးဖုံးလိုက်အုပ်လိုက်တာမျိုးတွေတရုတ်ပိုင်ဖြစ်နေတော့ကတိုက်တန်ကိုဘောက်ပြီးဝေပေးတာထက်ပိုဆိုးတဲ့အခြေအနေမျိုးတွေဒါမျိုးတွေကိုကြုံလာရနိုင်ပါတယ်။စံစာကိုအလေးထားတဲ့နိုင်ငံမို့လို့စံစာနဲ့ပတ်သက်ရင်တော့သူတို့ဘက်ကအထီးကိုက်ခံမှာမဟုတ်ပါဘူး။အဲ့တော့ CB Games Group အနေနဲ့အခုသူတို့လက်ထဲကိုရောက်လာတဲ့လပိုင်းအတွင်းမှာပဲကျွန်တော်တို့စီကို update ပေးလာတဲ့အရာတွေကအံ့ဩစရာကောင်းပါတယ်။အရင်ဆုံး Hero Revamp တွေကိုဇက်တိုက်ဆိုသလိုလုပ်ပေးနေပြီးတော့ Skin တွေထပ်ထုတ်တဲ့နေရာမှာလေအရင်ကထပ်ပိုကောင်းတဲ့ quality မျိုးတွေကိုတွေ့လာရပါတယ်။မယုံရင်ဆက်ပြီးတော့စောင့်ကြည့်လိုက်ပါ။ထပ်ထွက်လာမယ့် One Piece collaboration သို့မဟုတ် Bleach collaboration အဲ့ဒီ collaboration တွေကြားလို့ရှင်တိတိတသားကြီးကိုထူးထူးခြားခြားတရုတ်ကုမ္ပဏီတွေနဲ့မတူတဲ့အရာသာမျိုးကိုမြင်ရပါလိမ့်မယ်။နောက်ပြီး e-sport နဲ့ပတ်သက်ပြီးတော့ Mobile Legends ဟာကမ္ဘာဈေးကွက်ကိုချဲ့ထွင်ပြီးတော့ပို့ပြီးတော့ကြီးတဲ့ Mobile Legends ကမ္ဘာပြိုင်ပွဲကြီးတွေမြန်မာနိုင်ငံမှာအရန်ကိုတောင်းတကြတဲ့မြန်မာ MPL ဆိုတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ငွေနဲ့ပေါက်ပြီးဝယ်ယူတဲ့အခါမှာဘယ်အရာမဆိုဖြစ်နိုင်တာမို့လို့ဂျင်ပါဖို့အတွက်အခွင့်အလမ်းတွေကြုံရကောင်းကြုံလာနိုင်ပါတယ်။တရုတ်လက်ထဲကနေပြီးတော့ Saudi Arabia လက်ထဲကိုကူးပြောင်းသွားတဲ့နေရာမှာကျွန်တော်ရှေ့ကပြောခဲ့တဲ့ကောင်းကျိုးဆိုးကျိုးတွေကတော့ရှိမှာပါပဲ။ creative ဖြစ်မလာတဲ့အပေါ်ကိုတော့ကျွန်တော်တို့ဝေဖန်ခြင်းဝေဖန်လို့ရပေမဲ့ဒီ game ကပိုပြီးကြီးကျယ်လာပြီးကမ္ဘာ e-sport လောကကိုနေရာယူလာမှာကတော့အမှန်ပါပဲလက်နှချောင်း game ဆိုပြီးတော့အထင်သေးလို့ရတာတွေဟာ2026အကုန်2029ဆိုရင်တော့ဒီလိုမျိုးပြောရဖို့အတွက်လွယ်ကူခြင်းမလွယ်ကူတော့မှာပါဆိုတော့ပရိသတ်တွေရောတရုတ်ပိုင်ဆိုင်ထားတဲ့ Mobile Legends နဲ့အခု Saudi Arabia ပိုင်ဆိုင်ထားတဲ့ Mobile Legends ဘာတွေကွာတယ်လို့ထင်ပါတယ်ပိုပြီးတော့ကောင်းလာတယ်လို့ထင်လားဆွေးနွေးခဲ့ကြပါဦးနောက်ထပ်လည်း Mobile Legends နဲ့ပတ်သက်တဲ့ဒီလိုဆွေးနွေးစရာတွေစိတ်ဝင်စားစရာတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးပါဦးမယ်။ကြိုင်းနေတဲ့ဆိုရင်တော့အပြင်တစ်လိုင်းကို like and subscribe ပြုလုပ်ခဲ့ဖို့အတွက်လည်းမမေ့ပါနဲ့ရော။အားလုံးပဲကျေးဇူးတင်ပါတယ်။